ဒီပယ်တယ်လေးကကျွန်တော်မဟုတ်ပါဘူးမန္တလေးကကျွန်တော်မိတ်ဆွေတယောက်ကဒီပယ်တယ်လေးကိုဝယ်ပြီးတော့ပို့ပြီးပါဆိုပြီးတောင်းတာနဲ့ကျွန်တော်ဝင်ပေးဖြစ်တာပေါ့အပြန်လန်နေနဲ့ကျွန်တော်လည်းဒီကောင်လေးကို review လေးလုပ်ချင်တယ်လို့ပြောတော့သူက okay ရဆိုတာနဲ့ဒီနေ့ဒီကောင်လေးကြောင်းပြောပြဖြစ်ပါတယ်ဆိုတော့ဘာတွေကောင်းလဲဘာတွေမကောင်းလဲဆိုတာကိုသိချင်တော့စောင့်ကြည့်ကြည့်ပြီနော်ဟုတ်ကျွန်တော် speak up ဆိုတော့နည်းနည်းလေးမယ်ဖြစ်တယ်ပုံမှန်ကျွန်တော်တို့ဆိုလိုပဲတွေရဲ့ case လို့ပါပဲဒီမှာပိုင်းပါမယ်ပြီးတော့စာအုပ်ပါမယ် direct drive ဒါပဲပဲဒီရှာတာလေးအုပ်ပေးထားတယ်ဆိုတော့ဒီကောင်က direct drive ပဲတဲ့တားမမှာထုတ်တဲ့ပဲတဲ့ဒီမှာ direct drive ကဒီကောင်တစ်ခုပဲရှိတယ်နောက်ဆုံး series ပေါ့လေတားမရဲ့ဒီ dynamic pedal လေးကသူ့မှာ adjustment လုပ်ကနေရတယ်အများကြီးပဲဆိုတော့ဒီကောင်နဲ့အသားကြောက်ကိုတော်တော်လေးတော့ကျွန်တော်တို့အချိန်ပေးရမယ်ဆိုတော့ဖြုတ်လို့တက်လို့ရ adjustment လုပ်လို့ရတဲ့ option ၄ခုလောက်ရှိတယ်ဆိုတော့အဲ့ဒီပြောကဒီမှာပါတဲ့ feature လေးပြပြမယ်ဒီမှာ twist spring ကအရင်မိုက်တယ် pedal လှုပ်လိုက်တာနဲ့ pedal နင်းလိုက်တာနဲ့သူကလိုက်ပြီးတော့လှုပ်နေမှာအဲ့ feature လေးရန်တော့ကြားတယ်နောက်တစ်ခု para club 2ဒါကဟုတ်မနာဘူးဒီ damage မဖြစ်ဘူးเนาะကျွန်တော်တို့ lock လုပ်လို့ရတယ်ဆိုတော့မရွေ့တော့ဘူးပေါ့လေပဲတဲ့ direct drive နဲ့ chain drive ကပါကွာလဲဆိုတော့ direct drive ကနင်းလိုက်လို့ရှိရင်ပဲတဲ့တသားလေးဖြစ်နေပြန်တက်လာရင်လည်းPeter လှုပ်တဲ့ပုံမူတည်ပြီးတော့သူက light ပြီးတော့လှုပ်ပေးနေတယ် chain drive မှာကျွန်တော်အဲ့လိုမရှိဘူးပဲတဲ့ Peter ကဒီလိုတက်လာလို့ရှိရင် chain က light ဖြစ်တယ် chain ခောက်တယ်လေးတယ်အဲ့ဒါရှိတယ်ဆိုတော့ညံတိမဲ့တွေအတွက် direct drive ကပို့ပြီးတော့တင်တော့တယ် option ၄ခုမှာပထမတစ်ခုကကျွန်တော်ကြိုက်ဆုံးတစ်ခုပါဒီကောင် cam ကိုကျွန်တော်တို့ adjust လုပ်လို့ရတယ်အဲ့တော့ဒီမှာဆို3နေရာရှိတဲ့ option က small cam large cam medium cam အဲ့တော့ဒီလိုမျိုးလုပ်လိုက်လို့ရှိရင်ပဲလေရဒီမှာမြင်ရမယ်နော်ပေးလိုက်ဒါဆိုကျွန်တော် small cam large cam ဆိုဒီကောင်အရှိထွက်သွားပြီအဲ့တော့ဘာတွေကွာလဲဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်ပို့ပြီး control လုပ်လို့ရတယ် large cam နဲ့ကိုတစ်ချက်နဲ့တစ်ချက်ပဲပြီးတာသွားလိမ့်ပဲလေကသွားလိမ့်မယ်ဆိုတော့ jazz music တီးတဲ့အခါမှာဒီ setting ကအဆင်ပြေတယ်နောက် small cam ဆိုလို့ရှိရင်ကျွန်တော်တို့6တောင်းနဲ့ဒီ pedal ပုံနဲ့တသားလေးဖြစ်သွားတဲ့ခံစားလို့ပို့ပြီး strike လုပ်လို့ကောင်းတယ် rebound ပုံများပါဗောလေအဲ့တော့ကျွန်တော်ရင်တော့သွားပြီးတော့အောက် music တစ်ခုချင်းပြီးဆိုအောက်ဆင်းပြီးတော့ pedal ရွေ့လို့ရှက်နေကြမလို့ဒီကောင်လေးကိုလှည့်ပြီးတော့ရွှေ့လိုက်အောင်ပဲအဲ့ feature လေးကျွန်တော်အရင်သဘောကျတယ်နောက်တစ်ခုကဒီကောင်ဒါကျွန်တော်တို့သူ့ရဲ့ football ရဲ့အနေမြင့်ကိုဒီမှာနေ jazz လုပ်လို့ရတယ်ကျွန်တော်ပဲလေဆိုကျွန်တော်တို့ beta ဒီလိုကြီးအောက်ရောက်သွားပြီဆို football ကြီးလည်းပေါ်တက်လာတယ်ရှေ့ကပ်ပြီး football ကအောက်လေးပါအခုကျတော့ဒီကောင်ကိုဒီမှာထားပြီးတော့ football ကိုမြင့်နေတယ်ဆိုဒီမှာ adjustment လုပ်လို့ရတယ်အရင်မိုက်တယ် feature lock လုပ်ဖို့လိုတာပေါ့မဟုတ်နင်းနေပြုတ်သွားတယ်အဲ့တော့ဒါလေးကိုရွှေ့ပြီးလှည့်လိုက်ပြီးရင်ကျွန်တော် lock လုပ်တာဒီကောင်ပြီးရင်ဒီမှာမြင့်ခြင်းဒီလိုလေးမြင့်ခြင်းဒီလိုအောက်ချသူ့မှာလည်း level လေးပါတယ်ကို setting ကိုမှတ်ထားလို့ရတယ်အဲ့အရင် mic အဲ့ future ကျွန်တော်အရင်တော့ကြားတယ်နောက်ထပ် future ဒါကတော့ပုံမှန် pedal မှာပါပါတယ်เนาะကျွန်တော်တို့ beta ရဲ့ဟွာဝေးကိုချိန်ရင်ဒီကောင်ကိုဖြုတ်တက်ပြီးလောက်တာဒါပေမဲ့တစ်ခုကောင်းတာသူကဒီမှာ level လေးပါတယ် level setting အဲ့ဒါလေးကိုမှတ်ထားလို့ရတယ်အဲ့ဒီခုလည်းအရင်ကောင်းတယ်နောက်ဖုန်းတစ်ခုကဒီမှာ set ကွာအဲ့ဒါကျွန်တော်အကြိုက်ဆုံးပါအဲ့ဒါကကျွန်တော်တို့တားမရဲ့နောက်ဆုံးထပ်တဲ့ series တွေမှာဒီကောင်လေးပါတယ် speak opera မှာလည်းပါတယ်သူကပဲလေဟိုပုတ်ကိုအောက်ကနေပြန်ပြီးတော့ rebound လုပ်ပေးရတယ်လားကျွန်တော်ဒီမှာနင်းလိုက်ဆိုအောက်ကနေ spring နဲ့ပြန်ကန်ပေးတယ်သူ့မှာလည်း adjustment plate က3နေရာရှိတယ်ဥဒါ medium မှာထားတာအောက်ဆုံးမှာထားလိုက်လို့ရှိရင်ပို့ပြီးတော့ rebound ပုံများတာပေါ့လေအဲ့လိုမရှိဖြစ်စေဘူးဆိုဖြုတ်ထားလို့လည်းရပါတယ် option အများကြီးနော်ကျွန်တော်အချိန်ယူရမယ်ဒီကောင်အသားကြောက်တဲ့လည်းညလောက်ရှာဖို့လည်းကြည့်ကြည့်ရအောင်ဒါကကြတော့ဒါကတော့နေတော့
တော့ဆိုင်ရပယ်တယ်နဲ့တီးခဲ့တာဆိုတော့စက်တနေ့အားလုံးတော့စောင်းခွင့်မရလိုက်ဘူးချင်းရခဏလေးပဲရအောင်ဒါပေမဲ့အခုဒီကြည့်သလားအခုတို့အရန်ကောင်းတယ် power လည်းအရန်ရှိတယ်ဒါပေမဲ့ asset ပယ်တယ်နဲ့ရှင်တော့ तू က response နည်းနည်းလေးနေတယ်ပြီးတော့ဘယ်ဘက်ပယ်တယ်ကနည်းနည်းလေးတယ်ဆိုတော့ထုံးစံတိုင်းဘယ်ဘက်ပယ်တယ်ရဲ့ choice ပြဿနာပေါ့လေဆိုတော့ block ကောင်းတဲ့ပယ်တယ်ဖြစ်ပါကျွန်တော်ကြံပေးချင်တာကနေ့တိုင်းလေးကျူးမှုရှိမှကိုယ်နဲ့အသားချမှဒီပယ်တယ်ကကိုယ့်အတွက်အတောင်းမှာဖြစ်ပါတယ်ဆိုတော့လာမယ့်ဗီဒီယိုထဲမှာဘယ်လိုပယ်တယ် review လုပ်ဖြစ်ချင်လဲဘယ်လိုအကြောင်းအရာတွေသိချင်လဲအောက်က comment ထဲမှာရေးခဲ့တာလာမယ့်ဗီဒီယိုကပေါ်ဆုံးကြမယ် bye